ဒီနေ့မှာတော့အာဂါတကိုကြည့်လိုက်ရင်ကောင်းကင်ကြီးကိုစိုးမိုးထားတဲ့ဘိုးရီလင်ကြီးတစ်စင်းအကြောင်းကိုပြောပြချင်ပါတယ်။သူကတော့ B-52 Stratofortress ပဲဖြစ်ပါတယ်။တတန်း60ကျော်ပြီဖြစ်ပေမဲ့ဒီလင်ကြီးဟာခင်မမီတော့တဲ့အယုတ်အိုကြီးမဟုတ်ပါဘူး။သူဟာအမေရိကန်လေတပ်ရဲ့မတင်မျိုးစစ်တီတော်ကြီးပါ။တနအီလျင်ကီလိုမီတာ1000နီးပါးရှိတဲ့အတန်ထက်နှေးတဲ့အမြန်နှုန်းနဲ့ပြန်တန်းနိုင်ပြီးတော့လေအမှုတန်းပေါင်း9ဦးဖြင့်မောင်းနှင်နိုင်ပါတယ်1960ပြည့်နှစ်များကအစောပိုင်းမှာစတင်မိတ်ဆက်ခဲ့ပြီးဒီဗာရှင်းဟာဆိုရင်အရှိကဖန်တီးခဲ့တဲ့အင်ဂျင်ဟောင်းများတဲ့ပိုပြီးထိရောက်တဲ့တာဘွန်ဖန်အင်ဂျင်များနဲ့အစားထိုးခဲ့ပါတယ်သက်တမ်းကို21ရာစုနှစ်အထိကြာရှည်အသုံးပြုနိုင်ဖို့ဖွဲ့စည်းတည်ဆောက်ပုံနဲ့လေကြောင်း electronic စနစ်များကိုလည်းအဆင့်မြင့်တင်ခဲ့ပါတယ်ယခုအချိန်ထိ B-52 ဘုံကျဲလေဟာအမေရိကန်ရဲ့အဝေးပစ်တိုက်ခတ်ရေးစွမ်းရည်နဲ့အဓိကမန်တန်ဖြစ်တည်ရှိနေစေဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်ဒီလေကြီးကအမေရိကန်လေတပ်အတွက်ယနေ့ထက်တိုင်အရေးပါနေရတာလဲစွမ်းဆောင်ရည်နဲ့စီရေးဆိုင်ရာလွတ်ဆောင်နိုင်စွမ်းအပိုင်းမှာဆိုရင်လည်း B-52H ကိုကမ္ဘာအနှံ့လွှမ်းမိုးနိုင်စွမ်းဆိုတဲ့အယူအဆဖြင့်တိစောက်ထားကြပါတယ်ဒီလေကြီးဟာဆိုရင်စီမဖြစ်ပဲကီလိုမီတာ14000ကျော်ပြန်တန်းနိုင်ပြီးဝေဟင်မှာစီဖြည့်ခြင်းစနစ်အကူအညီဖြင့်ခရီးကြာရှည်စွာမောင်းနှင်နိုင်ပါတယ်ဒါဟာကမ္ဘာတဝက်နီးပါးကိုအလွယ်တကူတွားရောက်နိုင်တဲ့ဆိုတဲ့အနေအထားတစ်ခုကိုဖော်ပြနေတာပဲဖြစ်ပါတယ်ဝေဟင်မှာစီဖြည့်ပြီးအစင်းသစ်ဖြစ်နေပြီးဆိုရင်တော့သူ့ရဲ့ပြန်တန်းနိုင်စွမ်းကအကန့်အသတ်မရှိပါဘူးလက်နက်တင်ဆောင်နိုင်စွမ်းဖက်ကိုကြည့်မယ်ဆိုရင်လည်းပေါင်9000အထိတည်ဆောင်နိုင်ပြီးတော့ဒါဟာလေဒဇင်းရဲ့တည်ဆောင်နိုင်စွမ်းဆိုတာထက်ကောင်းကင်ပေါ်မှာပြန်တန်းနေတဲ့လက်နက်တက်ကြီးတစ်ခုလို့တောင်တင်စားခေါ်လို့ရပါတယ်1968ခုနှစ်ကစတင်ခဲ့ပေမဲ့ဒီနှစ်မှာတော့ B-52H အင်ဂျင်တွေ avionics စနစ်တွေနဲ့ဖွဲ့စည်းပုံတွေကိုအစစ်မြင့်တင်ထားလို့21ရာစုရဲ့နည်းပညာတွေနဲ့အညီအမျှလက်ရောညီထွေမှုရှိနေတာပဲဖြစ်ပါတယ်ရေဒါမမိနိုင်အောင်ရှောင်နိုင်တဲ့ခိုးဝဲခြင်းနည်းပညာတွေသူ့မှာမရှိပါဘူးဒါပေမဲ့သူကတခြားလေယာဉ်တွေမလုံနိုင်တဲ့အများကြီးတန်နိုင်တဲ့အကြာကြီးပြန်နံတဲ့နှင့်ထိမှန်ရင်ပျက်စီးသွားရမယ်ဆိုတဲ့အချက်တွေနဲ့မြေပြင်ကိုစိုးမိုးထားတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီလေယာဉ်ကြီးဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းကိုတစ်ချက်လောက်အတူတူလေ့လာကြည့်လိုက်အောင် B-52 Stratofortress ရဲ့ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းဟောစိတ်ဝင်စားဖို့ကောင်းသလို American စစ်တပ်ရဲ့နည်းဗျူဟာမြောက်အပြောင်းအလဲတွေကိုထင်ဟပ်စေပါတယ်ဒုတိယကမ္ဘာစစ်အပြီးမှာ American နဲ့ Soviet Union တို့ကြားစစ်ရေးတိုက်ပွဲစတင်ခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာ American လက်တပ်ဟာ Soviet ပြည်ထောင်စုရဲ့နှဆိုင်တဲ့နေရာအထိရောက်နိုင်ဖို့နျူကလ িয়ার ဘုံးတွေကိုတည်ဆောင်နိုင်မဲ့အဝေးပြေးဘုံကျဲလေယာဉ်တစ်စင်းလိုအပ်လာခဲ့ပါတယ်1946ခုနှစ်မှာ American လက်တပ်က Boeing ကုမ္ပဏီကိုဒီဇိုင်းထုတ်လုပ်ဖို့တာဝန်ပေးခဲ့ပါတယ်စိတ်ဝင်စားစရာကောင်းတာက Boeing ကုမ္ပဏီရဲ့အင်ဂျင်နီယာအဖွဲ့ဟာ1948ခုနှစ်မှာဟိုတယ်အခန်းတစ်ခုထဲမှာပဲညအိတ်ညနဲ့မအိတ်ပဲတပတ်အတွင်းဒီဒီဇိုင်းသစ်ကိုပုံဖော်ခဲ့ကြတာပါအဲ့ဒီဒီဇိုင်းကနေအခုမြင်နေရတဲ့အင်ဂျင်ရှစ်လုံးတက် B-52 ရဲ့အရှိခံပုံစံအသစ်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်မူလက B-52 ကိုပန်ကာတက်အင်ဂျင်တွေနဲ့စီစဉ်ခဲ့ပေမဲ့နောက်ပိုင်းမှာ jet engine နည်းပညာတွေတိုးတက်လာတဲ့အတွက်အင်ဂျင်ရှစ်လုံးတက်ဒီဇိုင်းကိုပြောင်းလဲခဲ့ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ Sword Wing လို့ခေါ်တဲ့အနောက်ကိုစောင်းနေတဲ့တောင်ပန်ဒီဇိုင်းပုံစံဖြစ်ပြီးဒီဒီဇိုင်းကလေယာဉ်ကိုအတန်ထက်နှေးတဲ့အမြန်နှုန်းမှာပိုပြီးတည်ငြိမ်စေပြီးတော့လောင်စာဆီကိုတက်တာစေပါတယ်ဒီလေယာဉ်ပြန်တန်းမှုကိုတော့1952ခုနှစ်ဧပြီလမှာပထမဆုံးအကြိမ်စတင်ပြန်တန်းနိုင်ခဲ့ပါတယ်နောက်ပိုင်းမှာ B-52 ဟာ Morier ကနေစပြီးယခုလက်ရှိ B-52H အထိဗာရှင်းများစွာထွက်ခဲ့ပြီးတော့အစောပိုင်းဗာရှင်းတွေဟာလေယာဉ်အဖွဲ့ဝင်တွေအများကြီးပါဝင်ပြီးနည်းပညာပိုင်းအရာအခြေခံကြပါတယ်ဘီနက်စစ်ပွဲမှာ B-52D ဗာရှင်းတွေကိုအများဆုံးအသုံးပြုခဲ့ကြပြီးတော့ B-52HR နောက်ဆုံးပေါ်တာဘွန်ဖန်အင်ဂျင်တွေတက်ဆင်ထားပြီးလောင်စာဆီပိုပုံရှူတာနိုင်ပြီးတော့အလုံးဝေးကွာတဲ့နေရာအထိတွားရောက်နိုင်ပါတယ်B-52HR တတိုင်းအရာကြီးနေပေမဲ့ခင်မီနေစေဖြစ်တဲ့အဓိကအကြောင်းရင်းကတော့သူဟာလက်ရောညီထွေမှုဖြစ်နိုင်စွမ်းရှိတဲ့ platform တစ်ခုလိုပါပဲအတွင်းပိုင်းမှာကွန်ပျူတာတွေရေဒါတွေနဲ့ဆက်သွယ်ရေးစနစ်တွေကို21ရာစုနည်းပညာတွေကိုအချိန်နဲ့အမျှအစစ်မြင့်တင်ထားနိုင်လို့ပဲဖြစ်ပါတယ်ပြုပြင်မိုးမှန်ရေးဈေးဖက်မှာဆိုရင်လည်းကုန်ကျဈေးတက်တာပြီးနောက်ဆုံးဖို့ကိုပြောက်ဘုံကျဲလေရင်အသစ်တွေဖြစ်တဲ့ B2 Spirit နဲ့ B21 လို့လိုမျိုးဆက်သစ်ဘုံကျဲလေရင်တွေရဲ့တိဆောက်ဈေးနဲ့
ပြုပြင်စရဲလိုမကြီးမြင့်ပဲအလုတ်တင်ကျတဲ့အတွက်အမေရိကန်လေတပ်က B-52 ကိုစွန့်လွတ်ဖို့မစင်စားသေးတာလည်းဖြစ်ပါတယ်1950ခုနှစ်များကစတင်ခဲ့တဲ့ B-52 ဟာအမေရိကန်ရဲ့နျူကလ িয়ার ဟန်တာရေးလက်နက်အဖြစ်ကနေယခုကမ္ဘာတဝန်းမှာတိကျလမ်းညွှန်စနစ်လက်နက်တွေတပ်ဆောင်နိုင်ပြီးရှည်လျားတဲ့လက်တံအဖြစ်ပြောင်းလဲသွားခဲ့ပါပြီစက်မှုလက်မှုအပိုင်းဆိုင်ရာမှာဒီလောက်တဒန်းရှိနဲ့စစ်စင်နိုင်စွမ်းရှိတဲ့လေရင်ဆိုတာကမ္ဘာသမိုင်းမှာရှားပါပါတယ်ဒါဆိုရင် B-52H ရဲ့ဖြစ်ပေါ်လာမှုသမိုင်းကြောင်းကိုသိပြီးပြီဆိုရင်တော့ဒီလေရင်ရဲ့စစ်စင်ရေးသမိုင်းဖြစ်တဲ့ Operation Epic Ferry စစ်စင်ရေးမှာသူဘယ်လောက်တောင်ကြောက်စရာကောင်းတယ်လဲဆိုတာကိုအတူဆက်ပြီးလေ့လာကြည့်အောင် Operation Epic Ferry စစ်စင်ရေးရဲ့အစောပိုင်းကာလမှာ B-52H က Stealth Missile Carrier အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်သူ့ရဲ့ပါဝင်မှုအခန်းကဏ္ဍဟာဆိုရင်ရန်သူရဲ့လေကြောင်းကာကွယ်ရေးဇုံဓာတ်ကိုဝင်မစွန့်စားပဲအဝေးကြီးကနေအဝေးပစ်ဒုံးကျည်တွေကိုပစ်လွတ်တာပါ AGM-158 Jameson ဒုံးကျည်12စင်းကိုကိုယ်ထဲအပြင်ဘက်မှာရှိတ်ဆွဲပြီးပြန်တက်တဲ့အခါရန်သူရဲ့ရေဒါစခန်းတွေကိုကဲဌာနချုပ်တွေနဲ့ဒုံးကျည်ပစ်လွတ်တဲ့နေရာကိုအတန်တိတ်ဖျက်ဆီးလိုက်တာပါဒါဟာရန်သူကိုငါတို့ဘယ်နေရာရောက်နေဆိုတာတော့မသိလိုက်ရအောင်ပြစ်မှတ်တွေကိုအမြင့်ဖြုတ်ပစ်လိုက်တဲ့အစစ်မြစ်စစ်စင်ရေးပါUK နိုင်ငံမှာရှိတဲ့ RAF Fire Force ကန်ကနေပြန်တက်လာတဲ့ဒီလေယာဉ်ဟာရန်သူနောင်ကျုပ်ကိုတိုက်တဆက်နဲ့အပြင်းအထန်ထိုးနှက်တိုက်ခိုက်ပါတော့တယ်စစ်စင်ရေးအချိန်ရလာပြီးရန်သူကာကွယ်ရေးကွန်ရက်တွေပျက်စီးသွားတဲ့အခါ B-52HR သူ့ရဲ့အခန်းကဏ္ဍကိုပြောင်းလဲလိုက်ပါတယ် Direct Attack ဘုံမှာအဖြစ်ပြောင်းလဲလိုက်ပြီး GPU-31 J-10 ဘုံတွေကိုတိုက်ရိုက်ကျဲချပါတော့တယ် GPU-31 J-10 ဘုံတွေရဲ့အလေးချိန်ဟာဆိုရင်ပေါင်2000အတန်းအစားတိကျလမ်းညွှန်ဘုံဖြစ်ပြီးနောက်ပိုင်းပြန်သက်မှုတွေမှာ B-52H ရဲ့ဘုံကျက်လေယာဉ်တွေရဲ့တောင်ပန်တစ်ဖက်လေယာဉ်ဘုံ6လုံးစီပြီးစုစုပေါင်း12လုံးကိုအပြင်ဘက်မှာရှိတ်ဆွဲသက်ဆောင်နိုင်တာပဲဖြစ်ပါတယ်ဒီဘုံတွေကဘန်ကာတွေခိုင်ခန့်တဲ့ခိုလုံနေရာတွေနဲ့ကြန့်ခိုင်တဲ့အဆောက်အဦများကိုဖျက်ဆီးဖို့ဒီဇိုင်းထုတ်လုပ်ထားတာဖြစ်ပြီးတော့ထိုးဖောက်ဖျက်ဆီးရေးထိပ်ဖူးများလည်းပါဝင်နေရှိပါတယ်လေယာဉ်အတွင်းပိုင်းသက်ဆောင်နိုင်စွမ်းနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်မစ်ရှင်တစ်ခုတည်းနဲ့ပင်ကြီးမားပြင်းထန်ပြီးတိကျတဲ့တိုက်ခုမှုများကိုတပြိုင်နက်တည်းပြုလုပ်နိုင်ပါတယ်2006ခုနှစ်မေလအတွင်းအီရန်နိုင်ငံတဝန်းမှာဆိုရင်ပြစ်မှတ်ပေါင်း9000ကျော်ကိုရှေမုန်းနိုင်ခဲ့တာကဒီလေယာဉ်ရဲ့စွမ်းဆောင်ရည်ကိုတက်သေပြခဲ့ပါတယ်။မြေအောက်ကဘန်ကာတွေ drone ထုတ်လုပ်တဲ့စက်ရုံတွေအီရန်ရဲ့အဓိကကုကဲဌာနချုပ်တွေကိုဘန်ကာဖြတ်ဘုံတွေနဲ့အပိုင်းပိုင်းဖျက်ဆီးပစ်ခဲ့တာပါ။ဘုံတစ်လုံးစီတိုင်းဟာတိကျပြီးထိုးဖောက်နိုင်စွမ်းကအရန်ကိုပြင်းထန်ပါတယ်။ဒီချိန်ပြန်တန်းယုံမှတင်ခိုင်ခန့်တဲ့ပြစ်မှတ်တွေကိုအစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်တာက B-52H ရဲ့အတားချက်ပဲဖြစ်ပါတယ်။ပထဝီနိဒအရာဒီစစ်စင်ရေးအများစုဟာဥရောပနဲ့အရှေ့အလယ်ပိုင်းစစ်မျက်နှာများမှာရှိတဲ့အမေရိကန်ဘုံကျဲလေယာဉ်များအတွက်အဓိကရှေ့တန်းစစ်စင်ရေးစခန်းတစ်ခုဖြစ်တဲ့ UK နိုင်ငံမှာရှိတဲ့ RAF Fire Force ရတပ်စခန်းကနေထွက်ခွာခြင်းနဲ့ဆက်ဆက်နေပါတယ်ဒီလက်တက်စကန်မှတဆင် B-52H လေယာဉ်တွေဟာစိန်ခုံမှုများပြတဲ့ဒေတာများကိုအဝေးပြစ်ပြန်တမ်းမှုများကိုလှုပ်ဆောင်နိုင်ခဲ့ပြီးတော့ကြာရှည်ပြန်တမ်းနိုင်စွမ်းနဲ့ဝင်စင်ဖြစ်မှုအထောက်ပံ့များကိုအသုံးချကဝေးလံတဲ့အကွာဝေးများအထီးစစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် B-52H Stratofortress ကစစ်ပွဲတွေရဲ့လိုအပ်ချက်နဲ့အမြဲပြောင်းလဲနေတဲ့လေယာဉ်တစ်စင်းပဲဖြစ်ပါတယ်။သူဟာခေတ်နောက်ကျကြံခဲ့သူမဟုတ်ပဲဤပညာတွေကိုအမြဲတမ်းအဆင့်မြင့်တင်နေတဲ့အတွက်အမေရိကန်ရဲ့မဟာဗျူဟာမြောက်လက်နက်တိုက်မှာအခုထိတန်ဖိုးအရှိဆုံးလက်နက်တစ်ခုဖြစ်နေစေပါ။တချိန်ကစစ်ရေးတိုက်ပွဲရဲ့အမှတ်တင်ခဲ့တာအခုတော့ခေတ်သစ်စစ်ပွဲတွေရဲ့အဓိကမန်တိုင်းဒီလင်ကြီးကိုဝေဟင်မှာဆက်လက်ပြန်တန်းနေတဲ့တော့သူ့ရဲ့ဂုံသတင်းကဆက်လက်ရှင်သန်နေဥမှာပါကဲဒီနေ့တင်ဆက်ပေးခဲ့တဲ့ B-52H အကြောင်းဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်တော့ဖို့မမေ့ကြပါနဲ့အောင်နောက်ထပ်ဘလို့စစ်လက်နက်တွေအကြောင်းကိုဆက်လက်တင်ပြသွားရမလဲဆိုတာကို comment မှာရေးသွားပေးကြပါဦးခင်ဗျာ